你妈马路，没马路往丢，马路往丢。哎，别了，对不着嘞，俺去的。哥，没你妈找的，不接不那手臂的卡着把表搞我来，不就在一把那个表么搞么？该，哎，你这个，该，地比这老说人地比找比地些上么表不？俺奥区比闹个你的出家，俺能唱俺把鼓。ရှိခိုးပါ၏ဗျာအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်မေမေနှင်ထုတ်တေးတဘို့ဆိုတဲ့တရားကိုဘုန်းကြီးဟောမှာဖြစ်ပါတယ်ဧဒါကြီးအခုဟောမှာဘာသာထုတ်ပါလဲမြို့တော်သိမ်းအောင်နဲ့အပြိုင်ဟောခဲ့တဲ့ဇတ်ထုတ်ပေါ့မြို့တော်သိမ်းအောင်ကမြင်းကြံမှာကျုပ်နဲ့18ညတိတိကတုန်းကသူကသွားတဲ့ပြတ်ဇက်ကမိခင်ရွှေလက်တေးပခက်ဒါကြောင့်ကျုပ်ကအဲ့ဒီတုန်းကမေမေနှင်ထုတ်တေးတဘို့ဆိုပြီးတော့ဟောခဲ့ဇလန်းစထားရအောင်ကျွတ်တို့သုံးလောကထွတ်ထားသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်ရာဇဂိုဝေလူဝံကြောင်း၌တည်င်းသုံးနေတော်မူသောအခါကုံဘဂောတကတထေးကိုအကြောင်းပြုပြီးတော့ဟောပါတယ်ကုံမဂောတကတထေးလို့ဆိုတာရာဇဂိုကိုအဝေးကရောက်လာတဲ့လူတစ်ယောက်နောက်တော့ဒီဇက်ကွက်ပေါ်လာပါလေဇက်ကြောင်းပြန်နဲ့ဟောရရာဇဂိုမြို့ကိုအဝေးကရောက်လာတဲ့လူတစ်ယောက်ဖြစ်တော့မိမိရဲ့ဘိုးဘွားမိဘများပိုင်သောပစ္စည်းများရှိပင်ရှိလင်ကစားလူမသိအောင်ဖုံဖုံဖိဖိနဲ့နေလာခဲ့ငါမိဘများပိုင်ဆိုင်တဲ့ပစ္စည်းသည်ငါမိဘများမရှိတဲ့နောက်ငါပိုင်တဲ့ပစ္စည်းပဲသို့တော်လည်းဒီပစ္စည်းတွေကိုငါပြီးအဝေးကလာတဲ့လူတစ်ယောက်ဖြစ်နေခြင်းကြောင့်ဒီပစ္စည်းတွေထုတ်ဖော်ပြီးသုံးစွဲလိုက်မယ်ဆိုပါကငါအားအရင်တုန်းကမမြင်ဘူးကြတဲ့ရာဇဂိုမြို့သူမြို့သားတွေဟာအခုမှရောက်လာတဲ့ဒီလူသည်ဒီရွှေတွေရလာတယ်ဒီငွေတွေရလာတယ်ဒီပစ္စည်းတွေသုံးစွဲလာတယ်ဆိုရင်ဖြင့်ငါအားနှိပ်စက်ကလူပြုကြလိမ့်မယ်ဒီလိုနှိပ်စက်ကလူမပြုရလေအောင်ငါဒီပစ္စည်းတွေကိုများစွာသောလူတွေအသိမပေးဘဲနဲ့ဆင်းရဲအောင်ဆောင်တာကောင်းတယ်ပစိုးတစ်ထဲကိုဝတ်လို့ပစိုးတစ်ထဲကိုခြုံလို့အိုးမိခင်ဖခင်တို့ကျွန်ုပ်အလုတ်ကလေးရှိရင်ပေးကြပါခိုင်းစရာရှိတာခိုင်းကြပါခင်ဗျာလို့လှည့်ပတ်ပြီးတော့သူများခိုင်းတဲ့အလုတ်ကိုလုပ်မယ်ဆိုပြီးတော့စရင်ငါလှုပ်ချင်စိတ်အခိုင်းအစေလှုပ်ချင်စိတ်သူများခိုင်းသမျှကိုအကုန်လုပ်မယ်ဆိုတဲ့ဒီစိတ်တွေကိုမွေးပြီးတော့လှည့်ပတ်ပြီးတော့ပေါ်လိုက်အိုးမိခင်ဖခင်တို့ကျွန်ုပ်ခိုင်းစရာရှိတာကိုခိုင်းကြပါကုန်လောဒီတော့မြို့သူမြို့သားအသက်ကြီးတဲ့ပုဂ္ဂိုလ်များကအေးမောင်ရလာဒီကိုမင်းကိုအလုပ်ပေးမင်းလုပ်ရမယ်အလုပ်ကတော့ဒီလိုကွငါတို့ကြီးလည်းမပြီးဘူးလူကြီးတွေကိုစုဝေးပြီးတော့ဒီမှာတိုင်ပင်ထားကြပါတယ်ဟောပြောရင်ဆိုရင်နဲ့တယောက်ကစတရားဆိုတာလူရောက်လာကြပါကွဒီလူပေါင်းစုံရဲ့ရှေ့မှာမင်းပေးမဲ့တို့အလုပ်တိုင်ပင်ထားတာကမင်းဒီအိပ်ရတဲ့အိပ်နေတဲ့လူများကိုမနဲ့တိုင်းအလုပ်ကိစ္စအဝဝဆောင်ရွက်နိုင်အောင်စီဝါရေးရှာပြီးပင်မလို့အိပ်နေ
နေသောသူများကိုနိုးကြအောင်နှိုးတဲ့အလုပ်ကိုမင်းလုပ်ရမယ်အဲ့ရကနှိုးတဲ့အလုပ်တဲ့ဟုတ်ကဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲခင်ဗျမင်းလုပ်ရမှာကတော့အိုးအင်ကြီးရင်တို့ထားတော်မူကြပါခင်ဗျမိမိတို့သွားစရာလာစရာရောင်းစရာဝယ်စရာလုပ်စရာကံစရာကိစ္စအဝဝတိတ်မောကြပြီးတော့မနေလိုက်ကြပါနဲ့တောင်သူလယ်သမားများကလည်းနွားစာရိတ်ရန်မြင်းစာရိတ်ရန်နွားကျွေးရန်အထွန်ထွက်ရန်မိမိတို့အလုပ်ကိစ္စတာဝန်တွေလုပ်ကြရအောင်မိမိတို့အိယာမှာအိမ်မောကြပြီးတော့အိမ်မနေကြဘဲနဲ့ကျွန်တော်အတန်ကြားကနိုးကြတော်မူကြပါခင်ဗျာအိမ်ရှင်မဖြစ်သောပုဂ္ဂိုလ်များကလည်းမိမိတို့ဤလင်သားများခရီးသွားရှာဖွေလုပ်ကိုင်တဲ့နေရာမှာချက်ပြုတ်လုပ်ကိုင်ပြီးတော့ကျွေးတဲ့များကျွေးလို့ခရီးသွားတဲ့ချိန်ခါမှာဆောင်းတဲ့နေရာဆောင်းရအောင်အစီအစဉ်ပြုလုပ်၍ထုတ်ထည့်ပေးတော်မူကြပါခင်ဗျာအဲ့ဒီကဲ့သို့မင်းအိပ်ရတဲ့အိမ်မောကြနေတဲ့လူတွေနိုးကြအောင်နှိုးပြီးတော့ကိစ္စအဝဝဆောင်ရွက်စရာရှိတာဆောင်ရွက်နိုင်အောင်တိုက်တွန်းရမယ်အမောင်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တာဝန်ယူပါတယ်ခင်ဗျာကျွန်တော်တာဝန်ယူပါတယ်ခင်ဗျာနဲ့အဲ့ဒါလို့တာဝန်ခံလိုက်တော့အရက်ကစုပြီးတော့သူ့ကိုအိမ်တအိမ်ပေးအိမ်တအိမ်ပေးတော့တယောက်သေးပေါ့လေအဲ့ဒီအိမ်မှာနေပြီးတော့မနဲ့သောတာရီခွဲလေးနိုင်လောက်ဆိုရင်အိယာကထလို့မျက်နှာကလေးသိလို့အိုးတိုင်လူပြည်သားလူများအပေါင်းတို့အိုးအင်ကြီးရင်လို့ယခုအချိန်ဒီကမိမိတို့သွားစရာကိစ္စအဝဝကိုသွားရလာရန်အချိန်တော်ပါသဖြင့်အိယာမှာနိုးကြထတော်မူကြ၍မိမိတို့အိမ်မှုကိစ္စကိုတော်၎င်းမိမိတို့သွားရေးလာရေးရောင်းရေးဝယ်ရေးကိုတော်၎င်းလုပ်ကိုင်ရအချိန်တန်ကြပါပြီခမညာထတော်မူကြပါခမညာအိယာတဲ့ကနိုးကြတော်မူကြပါခမညာညနာတစ်ပြီးတော့မိမိတို့ပြုဝဲကိစ္စအဝဝမိမိတို့ကစားခင်ကာလဖျားဆွမ်းတော်တင်တန်ဃာတော်ဆွမ်းလောင်းရန်ကိစ္စအဝဝတွေကိုလည်းပြုရင်စီမံခံခွဲတော်မူကြပါခမညာလို့အဲ့ဒါလို့လှဲ့ပြီးអော်တဲ့အတန်ကိုပြိတ္တကြီးတိုင်းပြည်အုပ်ချုပ်သောဘယင်ဗိမိသာရကြားလာဟာကြည်စားဒီယောက်ျားရဲ့အတန်ငါကြားလိုက်ရဆင်းရဲတာမဟုတ်ဘူးဒီလူဆင်းရဲတာမဟုတ်ဘူးဘိဓဗိမိသာရမင်းကြီးကဝိသေသထူးခြားတဲ့အချက်တစ်ခုရှိလူတယောက်ရဲ့အတန်ကိုကြားလိုက်ရင် तू သိတယ်မမြင်မဲနဲ့မမြင်မဲနဲ့မမြင်မဲနဲ့အတန်ကိုကြားလိုက်ရရင်ဘသူဆိုတာ तू သိဆင်းရဲတာဆိုတာသိတယ်သထေဆိုတာသိတယ်နန်းတော်ကမူကြီးမရသေနာပတိဆိုတာသိတယ်စစ်တီဘိုးပါတယောက်ရဲ့အတန်ဆိုတာ तू သိတယ်အယတ်ထဲကအယတ်သူရဲ့အတန်နဲ့နန်းတော်ထဲမှာရှိတဲ့မိမတွေရဲ့အတန်ကိုလည်း तू သိတယ်အဲ့ဒီလိုအတန်ကြားယုံနဲ့သိတဲ့ထူးခြားချက်တစ်ခုဗိမိတာရမှာရှိပြောမဲ့တာပြောရတာအခုခေတ်မြန်ဗိမိတာရရှိရင်အဲ့ဒီအတန်นี่သိမယ်မဟုတ်ပါအတန်ဓုတွေကတဲပေါ်မမြလေးမဟုတ်ဘဲနဲ့မမြလေးသာလှုပ်ထားတော့ဗိမိတာရကွာကြကုန်ပါပေါ့နော်ဥသိမ်းမောင်မဟုတ်ဘဲနဲ့ဥသိမ်းမောင်တန်းနေဝင်ဥတန်းမဟုတ်ဘဲနဲ့ဝင်ဥတန်းနေဒါတွေလောက်ထားတော့ဗိမိတာရအခုခေတ်ဆိုရင်အတော်မျက်စိလဲမယ်ပေါ့ကဲရှိသေးတော့လေတရားနာပိဿအဲ့ဒီလိုအတန်ကိုသိတတ်တော့ဟောဒီယောက်ျားစီသူများအိယာကနိုးကြအောင်နှိုးတဲ့အလုပ်သူများခိုင်းစီတဲ့အလုပ်ကိုလုပ်နေတာမှန်တော်လဲသူပြီးဆင်းရဲသားမဟုတ်ပြီလားဟဲ့မင်းကြီးများဘုရားယခုអော်တဲ့အတန်ဟာဘာလို့လဲဟဲ့မှန်လားပါဗျာကုံဘဂောတကပါဗျာဟဲ့သူကဘာလုပ်တယ်လဲကွမှန်လားပါသူ့အလုပ်ကသူများခိုင်းစီတဲ့အလုပ်အိယာကနိုးအောင်နှိုးကြတဲ့အလုပ်ကိုအရက်ကဝိုင်းပြီးတော့
ကျွေးသမျှပေးသမျှစားတော့နေရတဲ့ဆင်းရဲသားတာမန်လူတယောက်သာဖြစ်ကြောင်းပါဗျာမဟုတ်ဘူးကွဟဲ့မင်းကြီးများဗျာမဟုတ်ဘူးကွဟုတ်ပါလေဗျာမဟုတ်ဘူးကွမင်းတို့ဆင်းရဲသားလို့ထင်ပေမဲ့လို့အဲ့ဒီယောက်ျားသည်များစွာသောပစ္စည်းရှိတဲ့လူသားဖြစ်တယ်အဲ့ဒီတော့ဗိမိသာရမင်းရဲ့အပါမှာခစားပြီးတော့နေရတယ်မောင်းမဖြစ်သောနန်းတွင်းသူတယောက်ကဘယင်ကြီးဘက်နဲ့ကြောင့်ဒီတမန်ဆင်းဒီတတ်စွာဆင်းရဲသားလူတယောက်ကိုများစွာပစ္စည်းရှိတယ်လို့မြင်လဲမမြင်မနဲ့အတန်ကြားယုံနဲ့သူရမ်းတုတ်ဟုတ်လဲမဟုတ်ပဲနဲ့ဒီကိစ္စငါပြစ်တာငါမင်းချင်းယောက်ျားတယောက်ကိုခေါ်အဲ့ဒီနန်းတွင်းသူကမင်းချင်းယောက်ျားတယောက်ကိုခေါ်ပြီးတော့သွားအဲ့ဒီလူသေချာသွားကြည့်သူအိမ်မှာပစ္စည်းရှိသလားမရှိဘူးလားများစွာသောဥစ္စာတွေရှိသလားမရှိဘူးလားသေသေချာချာသွားကြည့်အကြည့်ခိုင်းလိုက်တော့မင်းချင်းယောက်ျားတယောက်သွားကြည့်တော့အကြောင်းစုံပြီလားချမ်းသာတာသိတာမဟုတ်ဘူးဆင်းရဲတာပဲသိခဲ့ဆင်းရဲတာကိုသိလာတော့အရှင်မခိုင်းသောယောက်ျားသည်ချမ်းသာသောပစ္စည်းများစွာရှိသောပုဂ္ဂိုလ်လုံးဝမဟုတ်သူ့အိမ်မှာသူဝတ်နေတာမြင်တဲ့အောက်ကပစိုးတစ်ထည်အပေါ်ယုံပစိုးတစ်ထည်အင်းကြီးကလည်းလဲစရာတစ်ထည်နှစ်ထည်သာရှိပြီတိတာမရှိအခမ်းမရှိများစွာသောပစ္စည်းဆိုတာကျွန်ုပ်ဘာကမှမမြင်ခဲ့ပါဘူးအဲ့ဒါလို့ပြောတော့ဒါဖြင့်ဘယင်သွားတော်ဥတင်ဘယင်ကိုသွားတော်ဥတင်မှန်လားပါဗျာများစွာသောပစ္စည်းရှိသောယောက်ျားမဟုတ်ပါဗျာမဟုတ်ဘူးလို့လျှောက်တင်တော်ဥတင်တော့လည်းပဲတရားနာပြိဿကြီးဘယင်မိမိသာရကမယုံဘူးမယုံတဲ့အပြင်မှာဘာမှစကားတုံ့ပြန်ခြင်းမပြုဘဲနဲ့နောက်ရက်ဒီယောက်ျားအော်ဆန်ကြားပြန်တော့လေများစွာပစ္စည်းရှိသောပုဂ္ဂိုလ်ဖြစ်တယ်မင်းကြီးများအဲ့ဒါလိုပဲမိတ်နှစ်ကြိမ်သုံးကြိမ်မိတ်လာတော့နန်းတွင်းသူကအကြံတစ်ခုပေါ်လာတယ်သူပေါ်လာတဲ့အကြံကမှန်လားပါဗျာတဲ့သူ့ကိုအကြောင်းစုံသိအောင်ခိုင်းလိုက်သောချိန်ခါမှာများစွာသောပစ္စည်းဘာကမှမတွေ့ရသဖြင့်များစွာသောပစ္စည်းတကယ်ရှိမရှိဖယားကျွန်တော်မျိုးမှာစုံစမ်းရန်အတွက်သူ့ထံသွားချင်ပါတယ်ဗျာကောင်းပြီတင်သွားပြီတော့တင်သမီးပြိုလေးကိုပါတခါတည်းခေါ်သွားဘုရင်ကလွတ်လိုက်သမီးပြိုလေးခေါ်သွားပြီးတော့တရားနာပြည်သားကုံမဂောသကနေတဲ့အရက်ထဲခရီးသွားရောက်ဆောင်ပြီးတော့မိခင်ဖခင်တို့သမီးတို့ခရီးဝေးကလာကြတာဖြစ်ပါတယ်ဒါကြောင့်ဒီမှာတညတိခိုရစေရှင်ပြီးတော့မိန်းမကြီးကအညီမဒီမှာတော့တို့လူတွေကလည်းများတယ်မိသားစုအိမ်တော်ဆောင်ကလူများနေပါသဖြင့်တို့အိမ်မှာနေစရာလည်းအမှန်ချင်းမြောင်းတယ်ကုံမဂောသကရဲ့အိမ်ကတော့သူ့တယောက်ထဲနေတာကျယ်လဲကျယ်ဝန်းမှာသဖြင့်အဲ့ဒီအိမ်မှာတောင်းပန်ပြီးတော့တဲခုနေပါလားဟုတ်ကဲ့ဆိုပြီးတော့ကုံမဂောသကအိမ်ရောက်သွားကြရောက်တော့အမောင်ငါတို့ခရီးသွားတွေပါကွယ်ခရီးဝေးကလာရသဖြင့်ခရီးကန်းထားတာကလည်းအမတန်ကြမ်းတော့မှာသဖြင့်မွန်လည်းမွန်လှပါပြီတို့မိမသားလည်းဖြစ်ချင်းကြောင့်တညတာမြဒီမှာတီးခိုခွင့်ပြုပါကွယ်ဖြစ်မထင်ပါဘူးခင်ဗျာကျွန်တော်ယောက်ျားသားတယောက်ထဲနေတာပါခင်ဗျာဒီလေယောက်ျားသားတယောက်ထဲနေတာတော့မှန်ရဲ့တပါးသောအိမ်တွေကလည်းမိသားစုအိမ်တောင်ဆုံးလူတွေများနေပါသဖြင့်တဲခိုရန်အတွက်သူတို့အမတန်ဝန်လေးနေပါတယ်ကွယ်လက်ခံဖို့ဒါတော့ငါတို့တညတာလေးအိပ်ပြရစေဟုတ်ကဲ့ကောင်းပါပြီခင်ဗျာကျွန်တော်တနာသဖြင့်တညလောက်တော့ဖြင့်ခွင့်ပေးပါလေကျွန်တော်လည်းဆင်းရဲသားခင်ဗျာ
အေးမင်းဆင်းရဲတာလဲတို့သိပါတယ်ကွယ်အိမ်ထဲဝင်ကြည့်လိုက်တော့ဘာမှမရှိပဲကိုတို့တညလောက်အိပ်ပြရစီကောင်းပါပြီအိပ်ပါခင်ဗျာနဲ့ညချမ်းကြတော့ပြောတယ်မောင်ရဲ့တဲ့ဟိုမင်းပါအလုပ်လုပ်တော့ဟာကျွန်တော်ကမနဲ့စောစောအိပ်ရကနိုးအောင်အရက်ထဲကလူတွေကိုနှိုးတဲ့အလုပ်ပဲကျွန်တော်အလုပ်ကရှိတယ်ခင်ဗျအဲ့လေမင်းဒီအလုပ်လုပ်ရတဲ့ကိစ္စအစောကြီးသွားရမှာဆိုတော့ချက်ရေးပြုတ်ရေးကိစ္စတို့ဆံကလေးပါလေးပေးထားခဲ့ပါလားတဲ့မင်းအတွက်တို့ချက်ပေးပါမယ်အားလေးပါစီခင်ဗျာကျွန်တော်ဘာသာပဲချက်ပါမယ်ခင်ဗျာကိစ္စမရှိပါဘူးဧည့်သည်ထမင်းချင်းရမယ်ဆိုတော့အားနာတယ်ခင်ဗျမဟုတ်ပါဘူးကွအားနာကြမဟုတ်ပါဘူးအဲ့ဒါလို့ဇွတ်ပြောတော့ဆံလေးပါလေးတွေပေးပစ်ခဲ့သူတို့ကထမင်းချက်ထားပေးသားရေနန်းတွင်းသူတွေဆိုတော့လေအချက်ပြုတ်ကတဲတတ်တကူချက်ပြုတ်တဲတတ်တော့ကောင်းကောင်းမွန်မွန်အရသာရှိရှိမှုကျိုင်းနေအောင်ချက်ထားလိုက်တော့ကုံမခောသကကြီးကနန်းတွင်းသူတွေချက်တဲ့ထမင်းဟင်းစားလိုက်ရတော့ငါဖန်ငါဖြစ်သလိုတယောက်တည်းချက်စားနေတဲ့ထမင်းနဲ့တဲကွာချပါလားထမင်းရတော့ထမင်းပဲဒါပြီးငါချက်တာတစ်ခါတစ်ခါပြောခြင်းပြောနေမာခြင်းမာနေတစ်ခါတစ်ခါနားလည်းမနှက်ဘူးသူတို့ချက်ထားတဲ့ထမင်းကမပြော့မမာအလောတော်အလေတဲ့ချက်လက်ချက်တတ်ပါပဲရဲ့ဟင်းကြည့်လိုက်ပြန်တော့လေငါဖြစ်တယ်လို့စားတော့လည်းပဲအမလီတအိမ်လုံးမှု့ကြိုင်လို့ပါလားအရက်ထဲကတော့နှာခေါင်းတရှုပ်ရှုပ်နဲ့ဟဲ့ကုံမကောတကားကြီးမင်းဒီကနေ့ဘာဟင်းတွေများချက်တော့မှု့ကြိုင်လို့တရားလုံးမှု့ကြိုင်နေပါလားကွဲ့လို့တောင်အမေးခံရလောက်အောင်အိုးငါအိမ်ဝင်လာကြတဲ့ကဒီအနံ့ကြီးရနေပါသဖြင့်အချက်ပြုတ်တယ်ကောင်းပါလားအရသာရှိရှိစားရလို့ချိန်မွန်းနေကြဟိုသားမိနှစ်ယောက်ကဘာပြောလို့မောင်ရဲတဲ့တို့တညလောက်ဆက်အိပ်ပြရစီလားဟဲ့တွေးကုန်ကြနော်အတွေးသမားတွေပါရုပ်ရိပ်သာမခွေးပါဘူးတညလောက်ဆက်အိပ်ပြရစီလားလို့ဆိုတော့ဟုတ်ကဲ့ခင်ဗျာအိပ်ပါခင်ဗျာအိပ်ပါခင်ဗျာမငြင်းဘူးပေါ့မငြင်းလို့ဒီလိုတညအိပ်ပြီးတော့မိုးလင်းသောအခါမှာကုံမခောသကကြီးသူ့အလုတ်သူထွက်ပြီးတော့အလုတ်ကုံမခောသကအိတ်တဲ့ဂဒင်ကိုလေကျိုးတွေဖြတ်ထားတယ်။ဒီတော့ဟိုတုန်းကကျိုးကရင်မှုနဲ့တူပါရဲ့လားနော်။ကျန်းကန်နဲ့ဒီတိုင်းတူကျိုးတွေဖြတ်ထား။ကျိုးတွေဖြတ်ထားတော့ကုံမခောသကကြီးပြန်လာတဲ့အချိန်ခါမှာဂဒင်ကိုကျွတ်တို့ထိုင်ကြည့်လိုက်။ဟာဂဒင်ကျိုးတွေပြတ်နေပါလား။အော်မိခင်ကျွန်ုပ်ကလေးကျိုးတွေပြတ်နေပါလားမောင်ရဲ့တဲ့မင်းကလေးကျိုးပြတ်တာတခြားကြောင့်မဟုတ်ပါဘူးကွယ်တဲ့အရက်ထဲကကလေးတွေကသိပ်ဆိုးတာပဲတဲ့ဒီကလေးမောင်မတက်ပါနဲ့ဆိုမရဘူးဇွတ်လာတက်တဲ့ကွယ်ဟုတ်ကဲ့ခင်ဗျာကလေးတွေမပြောဘူးလားခင်ဗျာအော်တို့ကဧည့်သည်မဟုတ်လားကွယ်အိမ်ရှင်မမဟုတ်ဖ ೇನೆ ဒီကျိုးတွေမပြတ်အောင်လို့ဟဲ့ကလေးတွေမအိတ်ကြနဲ့မတက်ကြနဲ့ဆိုတော့ဧည့်သည်ကလူကျယ်လုပ်တယ်ဆိုပြီးတို့များဆဲရေးဆိုရေးပြုတ်သွားရင်မခံရပေဘူးလားကွယ်တကယ်ရှိပါသေးတော့ခင်ဗျာနောက်တရက်ထွက်လုံလိုက်ဖြတ်ပြန်ပြီကျိုးတွေဒီကကလေးတွေဖြတ်တာလားသူတို့ဖြတ်တာပရိယေမိမပရိယေတွေလျှောက်ပြောနေတာမဟုတ်လို့နော်ပြောပါဘူးကဖြတ်တယ်လို့ပဲထားပါဒါပရိယေလောက်ပဲမှတ်ပေါ့ဒီတစ်ခါဖြတ်ထားလိုက်တာကတော့တရားနာပိဋကကြီးကျိုးနှစ်ပင်လောက်ခြံခြေရင်းနဲ့ခေါင်းရင်းနှစ်ပင်နဲ့ခြံထားတယ်ကန့်လန့်ပြကတင်းမှာဘာပြောကောင်းမလဲကုံမကောသကကြီးဒီကနေ့ညတော့မဲ့ဆိုပြီးတော့ဂရင်မော်လှဲလဲအိတ်လိုက်ရောအလဲကောင်ကကျိုးတွေအကုန်ပြတ်ပြီးတော့ခြီတော့ကတပင်နဲ့ဟိုခေါင်းရင်းကတပင်နဲ့ခြီရင်းကတပင်နဲ့နှစ်ပင်နဲ့ကြံတော့ဒူးနှလုံးနဲ့မျက်နှာနဲ့သွားတိုက်တုတ်ကွေးကွေးကြတော့အဲ့ဒါလို့တုတ်ကွေးကွေးကြလိုက်ကြည်စမ်းအော်မိခင်ဘာတော့ကွယ်ကြည်သားဗျာကျုပ်ကရင်ကျိုးတွေတလောက်ထီအောင်ပြတ်တာခမများတို့ကိုယ်ကတင်မဟုတ်သလိုများကြည်နေရကြပါပဲရဲ့ကြည်နေတယ်လို့တော့မဟုတ်ပါဘူးကွယ်ကလေးတွေကသိပ်ဆိုးတာကွယ်ကျုပ်ပဲအိပ်ရမလဲဗျာအေးဒီတော့ကွယ်တို့သားမိနှစ်ယောက်မင်းကတင်တစ်လုံးပေးပြီးမင်းတစ်လုံးအိပ်တာပဲတဲ့မင်းအလုံးကပြုတ်သွားတယ်ဆိုတော့ကတင်းပြောတာပဲ
နှလုံးရှိတာကွမင်းတစ်လုံးပြုတ်သွားတယ်ဆိုတော့တို့တစ်လုံးကြံတာပေါ့တို့တစ်လုံးကြံတော့ဒီလိုလုပ်ကွယ်မင်းကယောက်ျားသားဆိုတော့အောက်ကအိတ်လို့လေတို့ကအပေါ်ကမအိတ်ရဲပါဘူးယောက်ျားသားအပေါ်ကအိတ်တာကိစ္စမရှိဘူးမိန်းမဆိုတာအောက်ကနေရမှာကွယောက်ျားလောက်မမြတ်ဘူးဒါတော့မင်းကအပေါ်ကအိတ်ဆိုပေမလို့ကွယ်ငါသမီးလေးကလည်းပဲဟိုကရင်မောအိတ်နေကြဆိုတော့ဒီလိုလုပ်ပါလားတဲ့သမီးဘာလို့မမေရဲ့ဟိုညီအကိုလေဟိုကရင်ကကလေးတွေဆောလို့ကျိုးတွေပြတ်ပြီးတော့အဲ့ဒါအိတ်စရာမရှိဘူးတဲ့ငါညီမဒီဟိုငါသမီးဒီနေ့တညတော့ညီအကိုနဲ့သိခံပြီးတော့အဲ့ဒီကရင်မောအိတ်လိုက်ပါအေးအဲ့ဒါဘာသဘောလဲဟေးမဲမနေနဲ့အဲ့ဒီသဘောပဲအခုခေတ်ဒါကြောင့်အတူခိုးကုန်ကြတာပေါ့ရုပ်ရှင်နဲ့ပြတာလည်းဘာမှမဆန်ဘူးဒါတွေပဲငါသမီးတဲ့ညီကိုလာတယ်နဲ့ကော်ဖီဖြော်တက်လိုက်တယ်အမေတို့ဖျားကိုးစုသွားမလို့ကဲဒီသဘောပဲဘာမှမဟုတ်ဘူးဒါတွေအတူခိုးနေကြကြည့်အခုတရားနာပြိဿရေတင်ကြတော့တိတ်လိုက်ပါသမီးရဲ့အိုးအမေကလည်းယောက်ျားလေးနဲ့မိန်းကလေးကရင်မောနှစ်ယောက်ထဲအတူတူအိတ်လို့ဘယ်ဖြစ်မလဲမမေရဲ့ဒါသမီးရဲ့ဒီတညတော့သိခံပြီးအိတ်လိုက်ပါတဲ့ဒါသမီးကဟိုဘက်လက်အိတ်ပေါ်တဲ့မင်းကလည်းဒီဘက်လက်အိတ်ပေါ်တဲ့လက်ခိုင်းမေသည်အတူတူထားဘယ်ရလိမ့်ဘယ်ရလိမ့်မတုံးပြိဿကရင်မောတစ်ယောက်နှစ်ယောက်ထဲကရင်မောအိတ်ခိုင်းပြီးတော့ဟိုဘက်ဒီဘက်အလှည့်ခိုင်းသူကလူလေလှုပ်ဟောတစ်ယောက်ကဟိုဘက်လှည့်အိတ်တစ်ယောက်ကဒီဘက်လှည့်အိတ်တယောက်နဲ့တရားကိုတရားနာပြီးတာတထောင်လောက်กว่าမှာကရင်နှခမ်းလေးကပ်အိတ်ကြနောက်အမေလို့သူကတရားနာပြိဿရေဖြည်းဖြည်းလေးတခိုးချီတောင်းနဲ့လာကြည့်ဖြည်းဖြည်းလေးချီတောင်းမြောက်လှမ်းမျက်စီထဲမြင်အောင်ကြည့်မမြင်နိုင်ရင်အိမ်ကြမှောင်နေအဲ့ဒါလိုလေးလှမ်းကြည့်တလားတခိုးချီတောင်းလေးနဲ့လာကြည့်ဟောတော်ကြည်စမ်းအဖင်ပြေကြမလားလို့ကဒင်တစ်လုံးနဲ့သိပ်အိတ်လိုက်တာစောစောကလည်းဒီတိုင်းခုလည်းဒီတိုင်းသိကြသေးတာပေါ့ဆိုပြီးတရားနာပြိတ္တာအမေလို့သူကညံကူပြီးတော့လေဟိုအပြင်းမဲ့ရှိတဲ့အဝတ်စုပ်တွေအမိုက်တွေအကုန်လုံးသူ့ပါလာတဲ့အဝတ်တစ်ထည်နဲ့ထုတ်ပြီးတော့ဘာပြောကောင်းမလဲပြိတ္တာဟိုသူတို့နှစ်ယောက်အိတ်နေတဲ့ခြေရင်းကထရန်ကြီးကိုတအားလှမ်းထုလိုက်ဖုံးလို့လှမ်းထုလိုက်မလေးဆိုပြီးလမ်းဟင်းညီမဘာလို့မလေးဘာလို့မပြုဘူးဟေးဘယ်လိုတိတ်မကြောက်နဲ့ငါရှိတယ်အကိုမလီညီမတောက်တယ်မကြည့်ရဘူးနဲ့ဆိုပြီးတခါတည်းဘာပြောကောင်းမလဲပရိသတ်ကြီးဘာမှကိုပြောမကောင်းဘူးကဲအဲ့ဒီတဲကကဲသိပြီဒါလို့ဆိုရင်သိပြီတော်ပြီသိရင်ရှေ့ဆောင်မပြောဘူးမသိခင်ကကျုပ်ကပြောတတ်တဲ့ဘုန်းကြီးပရိသတ်ကြီးသိပလားမမြုံနဲ့ပရိသတ်ကြီးသိပလားဟောပြဘယ်နဲ့ဟာရှိတော့မသိတော်ပြီကဲကျွတ်တို့ဆင်ပြေသွားပြီပြီးပြီဆင်ပြေတော့မနဲ့မိုးလင်းကြပါစို့ပရိသတ်ဒါကြီးရှောက်ပြောရင်ကြားနေရင်မကောင်းဘူးလူသားမဟုတ်ဘူးပြောရတာကဘုန်းကြီးဆိုတာဖုံးလေကြီးလေဟုတ်တယ်လွယ်တာမဟုတ်ဘူးလူနဲ့မတူဘူးလို့ဆိုမှအိန္ဒိယရှိရတယ်ပြိဿရဲ့ဘုန်းကြီးဆိုတာဒါကြောင့်တရားနာပြိဿကြီးမနဲ့မိုးလင်းလင်းမလေးရောကလေးမလေးကအိယာကထားငိုတယ်ပြိဿမျက်ရည်ကမထွက်တော့ဇွတ်ညှင့်ငိုတာတတွေးလေးဆွလိုက်ယောက်ျားလုပ်တဲ့လူကလည်းအဟုတ်ထင်အမေလုပ်တဲ့လူကဝင်လာဟဲ့သမီးဘာဖြစ်တာလို့အမေအကိုပေါ့ဟဲ့မောင်ရဲ့ဗျာငါသမီးဘာလို့ငိုတာတော့ဗျာကိုင်းကျုပ်ကွဲထောင်းပြီးတော့လည်းမပြောပါဘူး
ကျွတ်တို့နှစ်ယောက်အစကတယောက်နဲ့တယောက်အလွန်သစ္စာရှိကြပါတယ်တယောက်ကိုတယောက်ထိတာမခံနိုင်အောင်စိတ်ဆိုးကြကဒင်းမော်မှလေကျွတ်တို့တယောက်တခြားစီအိတ်ကြပါတယ်သို့တော်လဲဘာကြီးမှမသိဘူးယိုဝုန်းကနေတစ်စီများ၆တာလားကိုသူလှုပ်ထားတာဒါသူကတစ်စီပြောတယ်သူကသရဲမကြီးဟုတ်လားသူလှုပ်ပြီသူကတစ်စီပြောနေတစ်စီများ၆တာလားကိုမသိပါဘူးဗျာအဲ့ဒါလေဟိုဝုန်းကနေဘာသာမှမသိဘူးဗျာဟောဒီအနောက်ထရံကနေလိုက်တော့ညီမကကြုတ်ကိုကြောက်လို့ဆိုပြီးတအားဖက်ပါလေအဲ့ဒါလေယောက်ျားမျိုးလေးနဲ့မိန်းမမျိုးလေးဆိုတော့တော်တော်ရဲ့ကိုင်းကျွန်တော်တို့မှားမိကြပါပြီခင်ဗျာကျွန်တော်အပြစ်လည်းသိခံပါအိုးဒီမဲ့ဟိုမောင်ရင်ဘာမှမပူနဲ့နော်ဘာမှမပူနဲ့မင်းကလည်းယောက်ျားလေးငါသမီးကလည်းမိန်းကလေးမင်းကလည်းလူပြိုငါသမီးလေးကလည်းမိန်းမပြိုဒီကိစ္စအမေပါမှဝင်ပြီးတော့ဆွဲဖဲနှောက်ရှက်နေကြမလိုပါဘူးကွယ်မင်းတို့ဒီလိုတိတိတသာကြီးအမေကိုဖွင့်ပြီးတော့ဝန်ခံနေဆိုရင်လည်းပဲအမေကပေးစားရမှာပေါ့အမေပေးစားရမှာပေါ့ဆိုတော့ကလေးမလေးကအိုးမင်းကလည်းဘာလို့ရှောက်ပြောနေတာအေးဒါပြင်တော့ဒီနေ့ပြန်ကြမယ်မပြန်နဲ့ကျုပ်ယူမှာအိုးအမေကလည်းဆိုတော့သဘောမကျဘူးဆိုလို့သဘောမကျဘူးမှလို့ဒီနေ့ပြန်ကြမယ်ဆိုတော့ယူမှာတဲ့ကန်ယူမယ်ဆိုတော့တူတူပြောကြပါဆိုရသွားရောပေါ့ငါစကားကလည်းပြတ်သက်ဆန်းတာကွာနော်ပါဆန်းဆန်းကွာဒီလိုဟောမှာပဲနောက်ပိုင်းတရားလူငယ်တွေမှတ်ဟဲ့ကဲရသွားရောကွာရသွားတော့အတူတကွနေလာကြတယ်ဟဲ့အဲ့ဒီချိန်ခါမှာနန်းတွင်းသူဖြစ်တဲ့မိခင်ကဘရင်ထံသို့လွတ်ပြီးပြိဿဘယ်လိုလွတ်တုံးဆိုတော့တိုက်ပြေအုပ်ချုပ်သောဘရင်ပိမိတာရမင်းကြီးဗျာဘုရားကျွန်တော်မျိုးမှသည်တကယ်ပစ္စည်းရှိမရှိသိအောင်စုံစမ်းရန်အတွက်သမီးတယောက်ကိုပင်လျင်လက်ဆောင်ထိုး၍အမျိုးမျိုးကြံစီပြီးပါပြီသမီးလေးနဲ့လည်းအချင်းလေးမရဘဝရောက်သွားပါပြီတို့ပါ၍ဘယင်ဗိမိသာရမင်းကြီးကနေပြီးတော့အမိတ်မှတ်တော်မူပါမိမိအိမ်ရှိမှငါဘယင်ကိုတော်မြတ်သည်တိုင်ကန်လှိလီတော်မူမှာဖြစ်၍မိမိတို့ရဲ့အိမ်ရှိမှပွဲလန်းတပင်များခင်းကျင်းရမယ်လို့အမိတ်မှတ်တော်မူပါဗျာစလာပြီပြိဿကြီးမိမိတို့အိမ်ရှိမှပွဲလန်းသပင်ခင်းကျင်းရမယ်ဆိုပြီးတော့ဘုရင်ကအမိန့်တော်မှပွဲလန်းသပင်မခင်းကျင်းပါကမင်းပြစ်မင်းတန်ခတ်မည်လို့ဆိုပြီးကြေညာလိုက်တော့ဟောမောင်ရင်ကြားရလားဟုတ်ကဲ့ကြားပါတယ်ခင်ဗျာတို့အိမ်ရှိပွဲလုပ်ရမှာလေဘယ်လုပ်နိုင်မလဲခင်ဗျာကျုပ်ဆင်းရဲသားတယောက်ပဲကျုပ်ပါရှိတာမှမဟုတ်ပဲနဲ့သူများတွေကိုအိယာကနှုံအောင်ရှောက်နှိုးလို့သူများကြွေးတာပေးတာလေးစားတောက်နေရတဲ့ဘဝကျုပ်လေမလုံနိုင်ဘူးကွယ်မောင်ရပွဲမလုံလို့တော့မဖြစ်ဘူးလေဒီပြင်ကိစ္စဆိုလို့ရှိရင်ညင်းလို့ရမယ်ဘယင်ခိုင်းတဲ့အလုပ်ကြီးကွယ်ဘယင်ခိုင်းတဲ့အလုပ်ကြီးမလုံလို့ရှိရင်မင်းမြင့်မင်းသားသင့်ပြီးတော့ငါတို့လေအသက်ခံရလိမ့်မယ်ကွယ်အသက်ခံရလိမ့်မယ်မောင်ရရှင်းငါပြီးတော့ဖြစ်လုတ်တာလုပ်ရလိမ့်မယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်ရှာပါအောင်မယ်ကျွန်တော်ရှာပါအောင်မဲ့ဆိုပြီးတော့သူမြုပ်နှမ်းထားတဲ့မိဘဘိုးဘွားပိုင်းနဲ့ပစ္စည်းကယူလာပြီဗျအတပြားတကြသိတာဘယ်လောက်တော့ကလေး40ပစ္စည်းတွေကတကြထဲယူလာနှမျောလို့မှတ်မနေနဲ့ခင်ဗျားတို့ကနှမျောလို့မှတ်မှာနောက်ပိုင်းသူ့စကြောင့်သေချာဆက်နာထောင်ကြည့်အဲ့ဒါကြတကြယူပေးလိုက်အဲ့ဒီအသဗျာတကြယူပေးလိုက်တော့ရှင်မရင်ကပေးလိုက်တဲ့ငွေ1000နဲ့မောင်းမဖြစ်တဲ့နန်းသွင်းသူကသူ့အိမ်ရှိပွဲကြီးကျင်းပကုံမခောသကပေးတဲ့ငွေတကြကြတော့ဘရင်ထံသို့ဒါကုံမခောသကထံမှာရသောငွေအသဗျာတကြဆိုပြီးတော့အပ်လိုက်ဘရင်ထံတကြရောက်သွားပြီနောက်ဒီလိုနဲ့ပွဲလန်းသဘင်လေးကျင်းပဖို့ဒီတိုက်တွန်းတော့တရားနာပိဋကကျင်းပရတာပေါ့ပွဲလန်းသဘင်မကျင်းပရင်တဲ့တရားနာပိဋကမင်းပြမင်းတန်ခံရမှာတဲ့မင်းပြမင်းတန်တော့ဘယ်ခံလိုက်မလို့ပွဲလန်းသဘင်ကျင်းပမှာပေါ့ခင်ဗျားတို့အခုနှစ်ကျိတ်ရှိစုတို့ပြင်မနာကလေတည်င်းကျိုးပွဲတို့အမလေးအဲ့ဒီပွဲကြီးတွေလေရန်ကုန်ကရှိတဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေကုံရောမဟုတ်လားဗျဟင်ဟ
ဟိုကတော့မင်းပြမင်းတန်ကြောက်လို့ခမည်းတော်ကတော့လူရေးတန်းရေးနဲ့ပတ်သက်ပြီးတော့ပူဇော်တဲ့အနေမျိုးလောက်ကြတာနဲ့တူပါရဲ့မှန်ရလားပြိဿကြီးမှန်ပါတယ်ဘုရားတောင်ထွဲပြိဿကြီးမှန်ရလားမှန်ပါဦးကြည့်တရားနာပြိဿကြီးအဲ့ဒါလို့ပွဲလမ်းတဲ့ပင်ကျင်းပလိုက်တာငွေ8တပြားထိအောင်ထွက်သွားပြီပြိဿငွေ8တပြားကိုလည်းဘယင်ထမ်းရောက်ပါလေရောဘယင်ဘိဗိသာရမင်းကြီးကကုံဘခောသကဆိုတာဘသူလဲလို့မေးပြီးတော့လေငါဘယင်ထံသို့ရောက်အောင်ဇွတ်ဆွဲခေါ်ခဲ့ရမယ်လို့အဲ့ဒါတိုင်းလွတ်လိုက်ပါပြီညာရောက်လာပြီမင်းချင်းယောက်ျားတွေကုံဘခောသကအေးပဲဖားလေကုံဘခောသကအေးပဲဖားလေနဲ့မေးပြီးတော့လာလိုက်တာဘယိတ္တကြီးအဲ့ဒီအိမ်ရောက်လာခင်ဗျာကိုမဂောဒကဆိုတာကျွန်တော်ပါခင်ဗျာဘာကိစ္စအေးဘာကိစ္စမှမဟုတ်ဘူးဘယင်ကိုတော်ရကြီးကကိုမဂောဒကတွေ့ချင်းငါရှိတော်သွင်းရမယ်ဆိုလို့လာသွင်းရခုလိုက်ခဲ့ဗျာကျွန်တော်ဘာဖြစ်ရှိလို့လဲအေးဘာဖြစ်ရှိမရှိဘယင်ထံကြမှာသိလိမ့်မယ်လာမင်းလိုက်ခဲ့မဲဒီတော့နန်းတွင်းသူမကြီးကဘာပြောတော့ဟေးဒီမှာငါသမက်ကိုဒင်းတို့ကဆွဲလန်းနေလားနဲ့ဘာလို့ကြတာမဆွဲနဲ့ငါသမက်ကိုမဟုတ်ဘူးဘယင်ကခုရှိတော်သွင်းရမှာတဲ့အေးဒါလောက်ထိအောင်အပြစ်မရှိဘဲနဲ့ဆွဲလန်းငင်လားလောက်တာဟဲ့ပြောမယ်ငါသမက်လိုက်တလိုက်ကိစ္စမရှိဘူးဘယင်ထံကြတော့မှငါလေးတော်ဥတင်ပြီးတော့ဒီဆွဲလန်းငင်လားလောက်တဲ့လူကိုသတ်သိဆိုတဲ့အမိန့်တော်ကြီးမှအောင်ငါဘယင်ကိုတော်ဥတင်သူကဒီလိုကိုဗျအဲ့ဒါလိုပြောပြီးတော့လိုက်တာသွားတဲ့လိုက်တာသွားဆိုတော့ဆွဲခေါ်သွားရောဆွဲခေါ်သွားတော့သမီးလေးခေါ်ပြီးတော့ကိုင်လာသမီးသွားကြစို့ဆိုပြီးတရားနာပြိဿရေအဲ့ဒီနန်းတွင်းသူမကသူ့အဆောင်ထဲဝင်ပြီးတော့နန်းတွင်းသူဝတ်တဲ့အဝတ်အစားတွေလဲပြီးရုပ်နန်းတွင်းသူဝတ်တဲ့အဝတ်အစားတွေလဲပြီးတော့ဘယင်အမိတ်တော်မှတ်တယ်မေးတဲ့သက္ကသံတွေကိုပဲသူကနားထောင်ဟဲ့မင်းကြီးများဘုရားကုံမဂောဘကရှေ့တော်သွင်းစေဆိုတာအခုတည်းထိမရောက်ကြသေးဘူးလားဟဲ့မလာပါရှေ့တော်ရောက်ကြောင်းပါဗျာဘယ်ဘက်ကခါစားသလဲမလာပါဝဲဘက်ကခါစားကြောင်းပါဗျာဟဲ့အမောင်ကုံမဂောဘကဘုရားကျွန်တော်မျိုးကြီးရှေ့တော်ရောက်ပါပြီဗျာကျွန်တော်မျိုးကြီးရှေ့တော်ရောက်ပါပြီဗျာအေးမင်းရှေ့တော်ရောက်မေးရအောင်မင်းပါအလုတ်လုတ်တယ်လေဘုရားကျွန်တော်မျိုးကြီးဆင်းရဲသားပါဗျာဘုရားကျွန်တော်မျိုးကြီးလုံသောအလုတ်ကသူများတွေအိယာကထပြီးတော့အိမ်မှုကိစ္စလုပ်ရအောင်သွားရရှိတဲ့လမ်းကိုစောစောစီစီသွားနိုင်အောင်ချဲရေးပြုတ်ရေးကိစ္စကိုအိမ်ရှင်မကြီးစောစောစီစီချက်နိုင်ပြုတ်နိုင်အောင်အိယာကနှိုးတဲ့အလုတ်ကြီးလုပ်ပြီးသူများကျွေးသမျှနဲ့စားရတဲ့ဆင်းရဲသားဘဝပါဗျာဟဲ့အမောင်ကုံမဂောတကငါ့ကိုမင်းဒီလိုမလိမ့်နဲ့မလိမ့်ပါဗျာသူများပေးတာကျွေးတာစားနေရပါဗျာဟေးမင်းငါ့ကိုဒီလိုမလိမ့်နဲ့ငါလိန်လို့ရမလားကွာငါတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်လူတယောက်ရဲ့မျက်နှာကိုမမြင်ပေမဲ့လို့အတန်ကြားရတဲ့ဒီလူဒီဆင်းရဲသားတထေးဆိုတာငါခွဲခြားနိုင်ရဲ့ဘယင်ကွာအေးမင်းကဆင်းရဲသားလို့ပြောနေပေမဲ့မင်းများစွာသောပစ္စည်းတွေရှိတယ်ဘယ်မှာထားသလဲမရှိပါဗျာကဲမရှိဘူးဆိုရင်မင်းလက်တွေ့ပြရမှာပေါ့ကွာဟဲ့မင်းကြီးများဘုရားဟိုနေ့ကငါဘယင်အသိမ့်ခိုင်းတော့ငွေသပြား8ကျပ်ကယူခဲ့သားဆိုပြီးတော့ယူလာဟေးကောသကဘုရားရော့ဓာရီကြည်သားငွေကျပ်8တဝါပြလိုက်ဟာငါပြည့်စည်ပြီပါလားဟဲ့ပွင့်လန်းတဲ့ပင်ကျင်းပခိုင်းလို့အိမ်ရှိပွင့်လန်းတဲ့ပင်ကျင်းပခဲ့ရငါတနေ့တ
တခါကျင်းပတဲ့အချိန်ခါမှာထုတ်သောအသဗျာတစ်ချက်တစ်ချက်ရှစ်ချက်ထွက်သွားတာလဲငါသိပြီဒီရှစ်ချက်ကိုငါဘယ်သူအပ်ငါရောက်ခမကိုအပ်တယ်ငါရောက်ခမအပ်တဲ့ငွေဘာဖြစ်လို့ဒီရွှေနန်းတော်ကြီးကရောက်ခမကြောင့်မင်းရောက်ရရောက်ခမကြောင့်မင်းရောက်ရမယ်စဉ်းစားလာပြီကျိသဒီလိုစဉ်းစားကံပြုတ်ပြီးတော့ကမမိမတဲကြောက်စရာကောင်းတယ်မိမပါလားဘယ်သူမှမသိအောင်ငါဖုံးထားတဲ့ငါကိုယ်ဝှက်ထားတဲ့ပစ္စည်းတွေကိုတိုင်းပြည်အုပ်ချုပ်တဲ့ဘယ်ရင်သိအောင်လုပ်တဲ့ကိစ္စမိမရောက်ပါထုတ်တဲ့ဘယ်ရင်သိအောင်လုပ်တဲ့ကိစ္စမိမရောက်ပါလားသူသိလားငါတယောက်ထဲနေအကောင်းသားအော်ခုတော့သူတို့သားမိနှစ်ယောက်လက်ခံလိုက်ပြီလို့ငါဒုက္ခဖြစ်ပြီငါပစ္စည်းတွေပဲရင်သိလို့မင်းဗရာဖြစ်သိတော့မယ်နဲ့တူရဲ့ဟဲ့ကုံမခောသကငါအားမလိမ်နဲ့မင်းမှန်ရကိုတော့ဥတင်စားမှန်လားပါဗျာဖခင်ကျွန်တော်မျိုးကြီးမိဘဘိုးဘွားပိုင်သောပစ္စည်းတွေကလေး40တောင်ရှိပါဗျာအေးအဲ့ဒီပစ္စည်းတွေဘယ်မှာလဲဟဲ့မှန်လားပါဗျာလှဲမြလွတ်ပေးပါဗျာလှဲမြလွတ်ပေးတော်မူပါဗျာအဲ့ဒီတော့မှဘယင်ဗိမိတာရကလှဲတွေလွတ်ပေးလက်တွေလွတ်ပေးတော့များစွာသောပစ္စည်းတွေကိုလက်နဲ့တင်ဆောင်ပြီးတော့ဘယင်ထံသို့ရောက်အောင်ပို့လာသည်ဘယင်ထံသို့ရောက်အောင်ပို့လာတော့ဒီပစ္စည်းတွေဘယင်မြင်လိုက်ရမင်းကြီးမြဘုရားနေပါပဲလားကွယ်တို့သူလောက်မိဘဘိုးဘွားထားပစ်ခဲ့တဲ့ပစ္စည်းပိုင်ဆိုင်တဲ့သူလောက်ချမ်းသာတဲ့တထေများရှိသလားဟဲ့မရှိပါဗျာမရှိလို့ရှိရင်ဖြင့်ကုံမဂောဒကတထေအားကုံမဂောဒကလူလင်အားယခုချိန်ကစပြီးတထေထီဆောင်တဲ့တကွာကုံမဂောဒကတထေရလို့တွင်လေမင်းကြီးဗျာလို့ဆိုပြီးတထေရဒုကအလိုက်ပါတယ်ဗျာကုံမဂောဒကဘာဖြစ်သွားလဲတထေရဒုကအလိုက်တော့တရားနာပရိသတ်ကြီးတထေရဒုရပြီးတဲ့နောက်ဟဲ့ကုံမဂောဒကဗျာဒီရာဇဂိုမျိုးကြီးကပါဗျာဟဲ့မင်းမှန်ရလားကွယ်မှန်လားပါဗျာရာဇဂိုမျိုးကြီးကပါဗျာဒီရာဇဂိုမျိုးကြီးကဖြစ်ပေမဲ့လို့ရာဇဂိုမျိုးရှိတဲ့လူတွေကဘယ်သူမှမသိကြပါလားမှန်လားပါဗျာဖခင်ကျွန်တော်မျိုးကြီးရာဇဂိုမျိုးသားအစ်စ်ပါဗျာဟဲ့ကုံမဂောဒကငါဘယင်အလိမ်မြပါလားမောင်မဲမလိမ်ပါဗျာရာဇဂိုမျိုးသားအစ်စ်ပါဗျာဒါပေမဲ့လို့ရာဇဂိုမျိုးသားအစ်စ်ဖြစ်ပြီးတော့ရာဇဂိုမျိုးစုမျိုးသားတွေဖခင်ကျွန်တော်မျိုးကြီးအားရာဇဂိုမျိုးသားမှမသိတာကဒီလိုပါဗျာဆိုပြီးတော့သူ့ရဲ့ဇက်ကြောင်းကလေးကိုနောက်ကြောင်းပြန်တယ်ကိုပြိဿပြိဿသူ့ဇက်ကြောင်းလေးနောက်ကြောင်းပြန်မလားပြိဿရာဇဂိုမှာရာဇဂိုမှာမိဘနှစ်ပါးကတထေသားလေးတယောက်မွေးဖွားပြီးတော့ထားတော်လေတရားနာစိတ်အဲ့ဒီအိမ်မှာလေအဟိဝါဒရောဂါဆိုတဲ့မွေစိတ်ကဲ့သို့လျင်မြန်နဲ့ရင်နာယောဂါဆိုတာဖြစ်တယ်။ဘာယောဂါပါလဲအမတန်ဆိုးတယ်နော်ကျွတ်တို့ခုခေတ်လို့ဆိုရင်ပလိယောဂါမျိုးနဲ့တူပါရဲ့အကုန်သိတတ်တယ်တအိမ်လုံးသိတာဘယ်သူမှမလို့ဘူးပြေးနိုင်ရင်လွတ်တယ်မပြေးနိုင်ရင်မလို့ဘူးတန်ရောစဉ်ခင်တွေ့ပြီးကတ်နေလို့ရှိရင်အဲ့ဒါတရားနာပြီးတာအကုန်သိတတ်မိဘနှစ်ပါးရင်နာယောဂါဖြစ်လာပြီဖြစ်လာတော့မွေးဖွားထားတဲ့သားကလေးအားကလေးကလည်းဥမမဲဇာမမြောက်ဇဂဗီနာကြထက်လုံး၍၄နှစ်သားလေးအရွယ်ကိုပြိဿတာရဲ့လူကလေးခင်ဗျာလူလေးအမေတို့သိရတော့မှားကွယ်ဒီယောဂါကြီးဖြစ်လာရင်ပဲဆေးဝါးမှကုလို့မရ
သားရဲ့တရားတခြားလို့ငါသားသွားပြီတော့ငါသားကြီးကိုအမေတို့မချစ်လို့မတနာလို့တော့မဟုတ်ပါဘူးငါသားမသွားလို့ရှိရင်အမေတို့သေတဲ့ယောဂါကြီးနဲ့ငါသားကြီးပါသေတော့မကွယ်မမေကျွန်တော်အသွားရခက်ပါပြီခင်ဗျာမိဘနှစ်ပါးကိုပြစ်ပြီးကျွန်တော်ရောလုပ်ပြီးတော့သွားရမှာတော့အေးငါသားမိဘနှစ်ပါးချစ်လို့မသွားရတာတော့အမှန်ပဲပေါ့ဒါပေမဲ့လို့မိဘနှစ်ပါးကိုချစ်ရင်ငါသားကြီးသေလိမ့်မကွယ်ငါသားကြီးအသက်ပါဆုံးလိမ့်မကွယ်ဟောဒီအခိဝါဒဆိုတဲ့ရင်နာယောဂါကပြေးနိုင်မှလွတ်တာနော်ပါပြေးပြီတော့ငါသားကြီးပြေးပြီတော့ငါသားကြီးဒီအိမ်နေလို့ရှိရင်ငါသားကြီးဒုက္ခရောက်လိမ့်မကွယ်လို့ဆိုတော့သားလို့သူခမရကအပေါ်ရခက်ပါပြီတရေတမြေကိုမငိုတာကြားပြီမလဲနည်းနည်းတော့ငိုလိုက်ရအောင်ပါပေါ့အပေါ်ရခက်ပါပြီတရေတမြေကိုသာအသက်ပင်သေးပါစေတော့မိဘနှစ်ပါးခမကျုပ်သေးရင်သေးပါစေတော့မိဘနှစ်ပါးကိုပြစ်ပြီးတော့ဘယ်လိုနည်းနဲ့မှမပြေးနိုင်ဘူးသာအသက်ပင်သေးပါစေတော့အဖေအမေနဲ့မခွဲနိုင်ဘူးဝေဒနာဆွဲသူဒုက္ခတွေကိုဖြစ်မုတ်ချတဲ့တဏှာမုတ်ချတဲ့တဏှာငိုတကူဗျအမလေးကျုပ်တဏှာလိုက်လေချီမသွားရပါဘူးမထားရခဲ့နိုင်ဘူးအဖေအမေတို့ရဲ့နပါအသက်ကိုရှည်စေခြင်းလို့ပြေတခွင်သမားအကျော်တွေနဲ့ကုဝရစေအောင်အမေနှင်းနာအမေနှင်းနာတာအပေါ်ကရုရဲ့လေကရုဆိုတာကရုဏာနဲ့တဲ့ပြိဿကြီးအမေနှင်းနာတာပေါ်ကရုရဲ့နဲ့ဟမလေးအခုတော့ဖြင့်တဏှာမြော်ရှု၍မေတ္တာတော်ထာမခွဲရနိုင်တဲ့တယောက်သားဟာသားချစ်တဲ့မိခင်ဖခင်နှစ်ပါးအငိုတကူပြိဿကြီးသားခမငိုဘူးလားပြိဿငိုတယ်ပြိဿရေသားခမငိုတော့ကမှမိဘနှစ်ပါးကလည်းမျက်ရည်လေးတွေကျလို့ပါရဲ့မေတို့ဖေတို့တရားတော်ငါသားကြီးလွတ်အောင်ပြေးငါသားကြီးဝေးရကိုပြေးမှသေးသေးကလွတ်မဲ့ထင်တဲ့သားရဲ့ဒီယောဂဆိုတာငါသားကြီးပဲလီးနဲ့မှမလွတ်နိုင်ဘူးအမေတို့ကိုတဏှာပြီးတော့နေမယ်ဆိုလို့ရှိရင်ငါသားကြီးပါဒုက္ခများလိမ့်မကွယ်လို့မိခင်လုတ်တဲ့လူကမိခင်ချစ်တဲ့သားရဲ့ဝေးရချကိုပြေးပါလေကွယ်အော်မိဘနဲ့သွဲယောဂဝေအေးစွဲဟေးဟိုနောက်ကတဲတွေကဘာလုပ်ထားလဲစီမရှိလို့လားနောက်ကတဲတွေကဘာလုပ်ပါမှာပေါ့အကုန်လိုက်ပါမှာပေါ့ပြီးတော့ဗါတဲ့ဘယ်လိုရှောက်ရှာကုသမရတဲ့ယောဂပါကွယ်သားမောင်လေးကိုအမှန်တကယ်အမေတို့ယောဂဟာမကူစေခြင်းဘူးဝဲတာရဲ့ဒီယောဂကြီးကဘယ်နည်းနဲ့မှမလွတ်နိုင်လို့အမေတို့ဖြစ်နေတဲ့ယောဂတွေငါသားကြီးမကူစေခြင်းဘူးကွယ်လို့မိခင်ချစ်တဲ့သားရဲ့ဝေးအချာကိုပြေးပါလေကွယ်အော်မိဘနဲ့သွဲယောဂဝင်အေးသွဲတဲ့အမေသွားမှာနော်ဒီနေ့အွန်လိုင်းနဲ့နော်အွန်လိုင်းနဲ့နော်ဘယ်လိုရှောက်ရှာဟာကုသမရတဲ့ယောဂပါပဲသားမောင်လေးကိုအမှန်တကယ်အမေတို့ယောဂဟာမကူစေခြင်းဘူး
နောက်ကဟာဒီမီးအောင်ကြီးတဲ့ကွယ်အောင်လေသူများကွယ်နေသူတို့ကမကွယ်ဘူးထိုင်းတာပဲငုတ်တုတ်ကြီးကြည့်ဟိုမှာတရားနာပြိဿတာရဲ့မချစ်လို့တော့ရှင်မဟုတ်ပါလေတဲ့အမေပေးလိုက်တဲ့တေးတပုတ်ပုံသက်ဖွယ်နားထောင်ဟေ့သူ့မေကသားလေးကိုနှင်းတဲ့ကိစ္စဟာငါသားရဲ့တဲ့မချစ်လို့နှင်းတာမဟုတ်ပါဘူးတဲ့အမေကငါသားကိုနှင်းထုတ်တာလေးကိုတေးတပုတ်သက်ဖွယ်ငါသားနှုတ်ကရအောင်ကြက်ပြီးတော့လေဟောငါသားအသက်ကြီးလာတဲ့ချိန်ခါမှာခံစားရမယ်ကျေးဇူးတရားတွေရှိသကွဲ့လို့တာရဲ့မချစ်လို့တော့ဖြင့်မဟုတ်ပါလေတဲ့အမေပေးလိုက်တဲ့တေးတပုတ်ပုံသက်ဖွယ်ဟောဒီနာဝဲထားခဲ့တဲ့ကြရေပေါင်း40လူလေးငါသားမချစ်လို့နှင်တာမဟုတ်ဘူးနော်အသက်တည်းမဆိုးရင်လို့အမေနှင်တာသားရဲ့အမေလည်းညှို့ထုတ်ပြတဲ့နေရာသိချကြည့်စားကြရေ40ရှိတဲ့ကွယ်သားရဲ့အဲ့ဒီကြရေ40ကိုငါသားကြီးအသက်ကြီးလာတဲ့ချိန်ခါမှာသားရဲ့လာပြီးတော့တူးဖော်ပြီးတော့မိဘအမွေအနှစ်ကိုငါသားယူရစ်လေတော့အခုတော့ဖြင့်အဝေးကိုပြေးပါအောင်ငါသားကြီးမပြေးလို့ရှိရင်အမေတို့သေတယ်လို့ငါသားကြီးသေရလိမ့်မယ်ကွယ်သားရဲ့မချစ်လို့တော့ဖြင့်မဟုတ်ပါလေတဲ့အမေပေးလိုက်တဲ့တေးတပုတ်ပုံသက်ဖွယ်ဟောဒီနာဝဲထားခဲ့တဲ့ကြရေပေါင်း40တမ်းမောင်ရမယ်ပစ္စည်းတွေကိုကွယ်မြုပ်နှံခဲ့တဲ့ဒီမဲငါသားရောက်ရင်တူဖော်ယူတော့အိုင်စီးကြိုင်ဝါကြိုက်ကိုချရနိုင်လို့တရားနာပြိဿရေအမေလို့သူကငါသားကြီးဟောဒီနာပစ္စည်းတွေအမေတို့သိပြီးတဲ့နောက်ဒီနေရာကိုသာမှတ်ထားငါသားကြီးလာပြီးတော့တူဖော်ယူလေတော့သွားတော့လေမေဆရာကျုပ်ပဲဒီမှာမသွားနိုင်ပါဘူးသေပါစီတော့ကျုပ်သက်ပါသေပါစီတော့ကျုပ်အဖေတို့မေတို့ကိုခွဲပြီးတော့မသွားနိုင်ဘူးမဟုတ်တာသားရဲ့ငါသားခွဲသွားတာကလည်းအမေတို့ကိုမချစ်လို့မှမဟုတ်ပဲနဲ့လူကလေးအမေတို့ကိုမချစ်လို့ကမဟုတ်ပဲနဲ့ငါသားမသွားရင်သေလိမ့်မယ်သားရဲ့ငါသားသွားပြီးတော့မင်းမျက်နှာကိုလည်းအမေမမြင်တော့ဘူးမျက်စိတွေလည်းပြားလာပြီသားရဲ့လူကလေးသွားပြီးတော့လို့လက်ကလေးနဲ့သာရပ်ပြတာသားပဲမပြမိဘူးပြိဿသားပဲမပြမိဘူးသားမှမမြင်တော့ပဲကိုသားနေတာကညာဘက်လက်ပြတာကဟောသလိုဘဲအဲ့ဒီတော့သားရိပ်မိလားကျက်သိန်းနဲ့ထားလားကောင်းနေကြီးလားဟာငါဒီဘက်နေတာမေကဟိုဘက်လက်ပြနေတယ်မေလူလေးကျုပ်ကဒီဘက်မှာမေရဲ့မမြင်တော့ဘူးကသားကြီးလုံအောင်သာပြေးတော့အမေသေးတော့မယ်သားရဲ့အမေသေးတော့မှသားရဲ့ငါသားကြီးလုံအောင်ပြေးအထေးကြီးအားကလေးသွားပါလားတော့တပ်ပိတ်ကနေတယ်မသွားဘူးတော့ဟဲ့ပါလေသူပါသေးပါစေတဲ့ကျွတ်တို့နာကပ်ပြီးတော့နေတယ်မသွားဘူးလူကလေးသွားပါတော့ကွယ်သွားတော့ချစ်သားမင်းကိုမချစ်လို့မှမဟုတ်ပဲနဲ့မင်းအမေနှင်းထုတ်တာကိုလည်းမမေ့နဲ့နော်နှင်းထုတ်ပေးမယ်လို့တေးတပုတ်တစ်ဖွဲအောက်မေ့ပြီးမှတ်ထားရင်ငါသားကြီးပွားနိုင်တယ်သားရဲ့ဒီပစ္စည်းတွေအသက်ကြီးမှလာပြီးတော့ယူလှဲ့တော့သားရဲ့လူကလေးကသားကြီးဆိုဖိုးကြီးသေးရောကသေပြီဖိုးကြီးအဖိုးကြီးသေးတော့ခွားကြီးအဖိုးကြီးတန်ပြောက်သွားဟောလူကလေးပြေးတော့သားရဲ့ငါသားကြီးပါသေးတော့ပါပဲပြေးတော့လို့ဆိုတော့ကပါသားလုတ်သူခမရကလေမေတ္တာကြီးမလှတဲ့မိဘလက်ပါကိုကျွန်တော်ကြော့ခဲ့ပြီ။အော်ဖေမေတို့ကျွန်တော်ကြော့ခဲ့ပါတယ်ခင်ဗျာ။မေတ္တာကြီးမလှတဲ့
မိဘနှစ်ပါးကိုကျွန်တော်ကြောခဲ့ပြီအော်ကျေးဇူးရှင်ဖေဖေကျေးဇူးရှင်မေမေဘာမောင်လေးလည်းပါကမသွေးမသွားရင်မနဲ့သွားရမလေးကျွန်တော်ဝကျွေးတွေပြေပါစေနောက်ဆုံးမဝပြီဖြစ်ပါစေတော့လေဟန်ကြခွေနာလို့သူကမေမေတော့ဖေဖေတို့ကျွန်တော်မသွားခြင်းမနဲ့သွားရတော့မယ်ခမရမခွဲခြင်းမနဲ့ကျွန်တော်ခွဲပြီးတော့သွားရတော့မယ်ခမရလို့အော်ကျေးဇူးရှင်ဖေဖေကျေးဇူးရှင်မေမေသားမောင်လေးလည်းပါကမသွေးမသွားခြင်းမနဲ့သွားရမလေးကျွန်တော်ဝကျွေးတွေကျွန်တော်ဝကျွေးတွေပြေပါစေနောက်ဆုံးမဝပြီဖြစ်ပါစေတော့မေ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 ပေးတော့တေးလို့ဘုကိုလေထိန်နာပတ်လျက်အမှန်ထွက်ခွာမလေးသားမောင်လေးရဲ့အပြစ်ကိုလေအဖေမေနှစ်ပါးတော့ခွင့်လို့ပါလားမသွေခွင့်လို့ကြပါခမညာပြေးပြီခမညာပြေးပြီခမညာအားပါလေမိဘနှစ်ပါးကိုမထားခြင်းပဲနဲ့ငါထားခဲ့ရပါဘောလားရဲ့လို့မထားရခင်နိုင်မို့ဖေတို့မေတို့ဟိုရဲ့နှစ်ပါးအသက်ကိုရှည်စေခြင်းလို့ပြေတခွင်သမအကျော်နဲ့လည်းပူပါရစေအောင်အမေနေနာအမေနေနာတာအပေါ်ကရုရဲ့လေဟမလေးအခုတော့ဖြင့်တဏ္ဍာမျောရှု၍မေတ္တာတော်မေတ္တာတော်ငိုလိုက်တဲ့ကောင်လေးဗျာငိုဘူးလားပြိဿကြီးငိုပါရဲ့ဗျာအဲငိုပြီးပြေးရောဟေ့ပြေးလိုက်တာဗျာပြေးလိုက်တာဗျာရာဇဂိုမျိုးသားလေးပါဗျာပြေးလိုက်တာရာဇဂိုမျိုးသားလေးပါဗျာအဲ့ဒီရာဇဂိုမျိုးသားလေးပြေးပြီးတော့ဝေးရအရာတောဆတ်မှကြီးပြင်းအောင်နေပြီးတော့ပြန်လာလိုက်တာသူ့ကိုလည်းရာဇဂိုမျိုးကြီးကဘာလို့မှမှတ်မိတော့ဘူးတဲ့ဗျာဘာလို့မှမမှတ်မိတော့မြို့သူမြို့သားတွေကအယဝေးကလာတဲ့ငါတို့ရာဇဂိုရောက်လာတဲ့ယောက်ျားတစ်ယောက်စီစိန်နဲ့ပစ္စည်းတွေဘယ်ကရမှလည်းမသိဘူးဘယ်ကခုံမှလည်းမသိဘူးနဲ့နှိစ္စကလူပြုတ်ကြမယ်ကိစ္စကြောင့်ဆင်းရဲရောက်ဆောင်း၍မှန်လားပါဗျာဖះကျွန်တော်မျိုးကြီးသူများကိုအိယာကထအောင်နိုးတဲ့အလုံးနဲ့ပရိရဲနဲ့လုတ်ကင်စားတော့ခဲ့ရဖះကျွန်တော်မျိုးကြီးဟောဒီရစကြိုမြို့သားကြီးပါဖះလို့တော်ဦးလဲတင်လိုက်ရောတဲတော်တဲ့ယောက်ျားကိုကွကိုင်တဲတော်တဲ့ယောက်ျားမင်းငါဒီတိုင်းမထားပါဘူးကွငါသမီးနဲ့ပေးစားလို့ဟေးအမောင်ကုံမခေါ်သကများစွာသောပစ္စည်းတွေနဲ့တထေးရာရူဖြင့်သာအမောင်ခံစားလို့တို့ပါတော့လေဒီကိစ္စမြတ်စွာဘုရားကုတော်မြတ်ကြီးအားဒီကဲ့သို့ဝရိယအကြံဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ငါမြတ်စွာဘုရားမလျောက်ထားပဲမနေနိုင်ပါသဖြင့်ကဲဘုရားเจ้าတော်လိုက်ခဲ့ဧသာကြီးပဲခေါ်သွားတော့ဘုရားเจ้าတော်ရောက်တော်မူတော့ကမှာဘုန်းတော်၆ဆုံးဂုဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဟောဒီကုမ္မဂောတကသည်အမတန်ပစ္စည်းချမ်းသာတော်လဲသို့သိမ့်နဲ့လူမသိအောင်ထားလို့ဆင်းရဲသားရောက်ဆောင်ပြီးနေခဲ့ပါဗျာလို့ယခုကြုတ်ပြောခဲ့တဲ့ဘယင်မင်းခဲ့တဲ့သူပြောခဲ့တဲ့ဇလန်းတွေအကုန်လုံးမြတ်စွာဘုရားပြန်လျှောက်တော့မှဘုရားကုတော်မြတ်ကလေဩဌာနဝတ္တောတတိမတော်တက္ကရာဝိမိသားရနားထောင်ဟဲ့ဩဌာနဝတ္တောတတိမတော်သူစီကံဝသနိသံဝကာရိနောပညတတ္တဓမ္မဇီဝိနောပညတတ္တဓမ္မဇီဝိနောအပမတာတယတောဘိဝတ္တိလို့ဟဲ့တက္ကရာနားထောင်ခွဲ့ဩဌာနဝတ္တောထကြွလုံလဝရိယရှိထားသောမှန်တော့တက္ကရာမှန်တော့ကုမ္မဂောတကအတူယူသွားကြစမ်းပါအတူယူသွားကြစမ်းပါ
ရှိတာကိုရှိသမျှထုံမသုံးဘူးဗျရှိတာကိုရှိသမျှထုံမစားဘူးဗျသို့သိမ့်သိမ့်နဲ့နေတာကိုမြတ်စွာဘုရားကကြည်တရားနာပိတာအမတန်တော်တဲ့ပုဂ္ဂိုလ်ရဲ့လို့ချိန်မွန်းတဲ့ဂါထာဟောနေတယ်ဗျပုစီကမ္မတာအပြစ်မရှိစင်ကြယ်သောကာယကံစသည်တို့ဖြင့်ပြည်စုံထသောကာယကံဝစီကံမနောကံကံသုံးပါးတို့ဖြင့်လည်းစင်ကြယ်တဲ့ပြိတ္တနိတ္တမကာရီနောစုံစမ်းဆင်ခြင်၍ပြုလေရှိထသောစုံစမ်းဆင်ခြင်ပြီးတော့မှပြုတဲ့ပညတ္တကိုနှုတ်နှလုံးစုံသုံးလေရှိထသောအပမတ္တမမေ့မလျော်သောသူအားရသောစည်းစိမ်ဥစ္စာအရာရာအထုကျေစုတည်းကြော်စောခြင်းသည်အဘိဝတ္တိတတိတနေတခြားတိုးဝါလေတော်သရီအဲ့ဒီချိန်ခါမှဒီကဲ့သို့ဟောကြားတဲ့တရားကိုနာရသဖြင့်ကုံမခောသကသည်ဩကြည်စမ်းငါသည်မိဘနှစ်ပါးမသေးခင်စောင့်ရှောက်ရတော့လေမိဘနှစ်ပါးနဲ့ခွဲခွာခဲ့ရလို့ဆင်းရဲဒုက္ခတွေရောက်ခဲ့ရတယ်ဒီဆင်းရဲဒုက္ခတွေငါမှခံစားခဲ့ရသည်ဆင်းရဲဒုက္ခတွေလွတ်ကင်းအောင်လို့မိဘနှစ်ပါးသေသွားတဲ့နောက်ကြီးပြင်းရမှပြန်ရောက်သောအခါပစ္စည်းတွေရပြန်ပါတော့လေဘယင်ရဲ့မင်းကြီးယောက်ျားအမေချင်းခံရနောက်ဘယင်ဆွဲခေါ်ခြင်းခံရဒီလိုခံရတဲ့ဟာတွေလည်းငါချမ်းသာမှုမဟုတ်ဒုက္ခအစုတွေသာဖြစ်ပါပေါ်လားထိုဒုက္ခအစုနဲ့တကွငါမှလေတယောက်ထဲနေရင်ကိစ္စမရှိဘူးမလေးမိမနှစ်ယောက်ရောက်လာလို့ဒုက္ခဖြစ်လိုက်တာဒီဒုက္ခတွေဘယ်သူကြောင့်လို့အကြောင်းရှာတော့ထိုမိမတွေတန်ရောစဉ်ဖြစ်ပြီးဆွဲလန်းမိတဲ့တမှုတွေအကြောင်းတစ္ဆာကြောင့်ငါဒီလိုဒုက္ခရောက်ရပါလားထိုဒုက္ခတွေမှလွတ်ကင်းအောင်အခုမြတ်စွာဘုရားဟောပြတဲ့တရားကိုနာရသဖြင့်တမ္မာဒိဋ္ဌိအစမက္ကင်ရှိပါနဲ့ထိုဒုက္ခတွေကိုလေတရားနာပိဋကဘသူဖြတ်တုံဆိုတော့အပေတကားပိတ်တဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စလေးလောက်တော့ဖြတ်၍တရားနာပိဋကကြီးနိဗ္ဗာန်သို့ခြေဆုံးပြည့်၍ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာတဲ့နိရောဓသစ္စာကိုမျက်မှောက်ပြုနိုင်တဲ့သောတာပန်ကြီးအစီဖြည့်ကြည်ဖြည့်ရရှာလေတော်သရီကဲပြေသာကြီးကုမဂောသကကြီးဘာဖြစ်သွားတော့သောတာပန်ဘာဖြစ်သွားတော့ပြေသာကြီးဒါဖြင့်သူ့အမေများကနှင်ထုတ်လို့လားမတနာလို့လားချစ်လို့တနာလို့နှင်ထုတ်တာသူ့အမေနှင်ထုတ်တဲ့စကားလေးကတရားနာပိဋကကြီးသူ့ပစ္စည်းတွေရမှာဆိုတော့တေးတပုတ်တဖွဲလို့အမေမှားမသွားဘူးလားဒါကြောင့်ကျုပ်ကမေနှင်ထုတ်တေးတပုတ်လို့အမည်ပေးပြီးဟောခဲ့တဲ့ကျွတ်တူဓမ္မပရအပမာရဝက်မှကုံမခောသကတထေရဇလန်းဒီဒီကနေ့ညဒီမှာနှိဋ္ဌိတမ်းပါသဖြင့်ကိုင်းမေတ္တာပို့ရအောင်ဆိုကြနောက်ရက်ဒီစောစောလေးကြွကြပါဗျာတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလေရင်ခြေရင်းနဲ့ဖုံမုန်းစိတ်တွေပြစ်ပြသည်သည်တော်မိမိတို့အင်္ဂါဌာနသို့နိဝတ္တတုသိခမေသာပြန်ကြပြီတော့နိဝတ္တတုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကပြန်စီရောခြေတရာဆွေကလျောင်းမိကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း